ဒီစကားကိုမိုးပြန့်ပူစီပေါင်းပေါ်မှာအသက်ရှင်ရုန်းကန်ရမယ်စကားပါဗကံမှာမိုးပြန့်ပူစီပေါင်းစီးဘူးလားစီးဘူးရဲ့လူကဘလောက်ဆင့်လို့ရှားစရာကောင်းလဲဆိုအောင်သိကြမှာပါအဲ့တော့ဒီဇလန်းကတော့တထေးတယောက်ကသူ့မိန်းမနဲ့မိုးပြန့်ပူစီပေါင်းစီးဖို့အကုန်လုံးမိုးပြန့်ပူစီပေါင်းအပြက်ငားလက်တယ်အဲ့အချိန်မှာဘာမသိညာမသိအမည်မသိရဲ့တယောက်ကမိုးပြန့်ပူစီပေါင်းတက်စီဖို့တက်လာခဲ့တယ်အဲ့မှာယောက်ျားဖြစ်သူကခွင့်မပြုဘူးဒါမဲ့မိန်းမဖြစ်သူကခွင့်ပြုလိုက်တယ်ဒီတက်စီရဲ့လူကတော့ကောင်မလေးဖြစ်နေတာအဲ့သူ့ယောက်ျားကတော့ဒီကောင်မလေးကိုဘာကြောင့်မစီးခန်းစေချင်တာလဲဒီကောင်မလေးကတော့ဘာကြောင့်ဘာရည်ရွယ်ချက်နဲ့စီးလာလဲဆိုတာကိုအရာအလုံးရဲ့အဖြေကဒီမိုးပြန့်ပူစီပေါင်းပုံမှာတွေ့ရမှာဖြစ်ပါတယ်မိုးပြန့်ပူစီပေါင်းပုံမှာယောက်ျားရဲ့မိန်းမရဲ့မြည်မတိလက်စီရဲ့ကောင်မလေးတစ်ယောက်ရဲ့3ယောက်ပဲဒီမိုးပြန့်ပူစီပေါင်းပုံမှာပါလာမှာပါဒီဇလန်လေးကိုအရင်စိတ်ဝင်စားစရာကောင်းပြီးတော့ရုပ်ရှင်တကားလေးဖြစ်ပါတယ်ဒီဇာကားလေးကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram Channel ရဲ့မှာဝင်ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့အကောင့်လေးကို like လေးနဲ့ share လေးလုပ်ပေးဖို့ကျွန်တော်အကူအညီတောင်းပါတယ်အားလုံးပဲ bye bye